T-shirt ပြည့်တဲ့ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကိုမိသားစုနဲ့ကိုချန်လေးနဲ့ကိုဝင်းလေးနဲ့အေးအေးချမ်းချမ်းလေးနေခြင်းနဲ့ပြည့်တဲ့ကြီးရှိလား။ရှိရဆိုလို့ရှိရင်ဒီနေ့အိမ်စီလိုက်ပြပေးမယ်အိမ်လေးကချမ်းကြဲဝင်းလေးနဲ့ဟိုမှာတစ်ထက်အိမ်ရိုးရှင်းရှင်းလှလှလေးတိဆောက်ထားတာဖြစ်တဲ့အတွက်အိမ်စီနဲ့တူတူတစ်ချက်လောက်အိမ်လေးကိုသွားပြီးတော့ကြည့်အောင်နော်။လိုက်ခဲ့ပေးအောင်။ဒီအိမ်လေးကကြတော့လေအင်စီကိုတောင်တကုံ၄000ခန့်ရက်ကွက်ထဲမှာတည်ရှိနေတာပေါ့နော်။ဆောက်လုပ်ပေးထားတဲ့ construction ကကြတော့အင်စီရဲ့ရွှေမြင့်မွေး construction ကနေပြီးတော့တောင်ယူဆောက်လုပ်ပေးထားတယ်ပေါ့။ဒီမှာကြည့်ပါဦး။မြင်တဲ့အတိုင်းပဲသူကချမ်းအကျယ်ကြီးထဲမှာတစ်ထက်အိမ်ကိုလှလှလေးအေးချမ်း vibe လေးရအောင်ဆောက်ပေးထားတာပေါ့။စင်ပဲဆက်ဆန်လေးနဲ့အရင်လှနေတယ်ပေါ့။ဒါအေးအပြင်ပေါ့။ဆိုတော့အင်စီဒီချမ်းလေးရဲ့အကျယ်ကကြတော့40 120ရှိပြီးတော့အိမ်ကျယ်လေးကိုကြတော့သူကလေ2950ယူပြီးတော့ဆောက်ထားတာ။ဆိုတော့ချမ်းလေးကလည်းသူကသူ space ကျယ်တယ်။အိမ် space လေးကလည်းသူကလည်းသူကျယ်ပြီးသား။ဆိုတော့ချမ်းလေးအကြောင်းအင်စီအရင်ဆုံးကြည့်ပြီးတော့ပြောကြမယ်။ဒီချမ်းမှာဆိုလို့ရှိရင်မြင်တဲ့အတိုင်းပဲအပင်တွေတန်းစီပြီးတော့ဘေးပက်လည်းမှာစိုက်တာတော့မှပဲအများကြီးဆန်တယ်အိမ်စီကအနေနဲ့ဆိုရင်လည်းပါကင်နေနဲ့အိမ်စီကို3 4 5စီ6စီလောက်ထိကိုအသာလေးဆန်တယ်ပေါ့နော်အေးစစ်စစ်ဆန်တယ်အဲ့ပြောမှဒီမှာကွက်ကိုအားကစားပဲလုပ်မလားပြီးတော့လမ်းလျှောက်ထွက်မလားလေ့ကျင့်ခန်းလုပ်မလားအကုန်ကြိုက်တာလုပ်လို့ရတယ်ခြံရက်အကျယ်ကြီးဆိုတော့အဲ့ဆိုရင်အိမ်စီဒီအိမ်ရဲ့အပြင်လေးကိုတစ်ချက်ကြည့်ကြည့်ရအောင်အိမ်ပြင်စင်လေးရဆိုလို့ရှိရင်လည်းဒီအိမ်ရဲ့နှစ်ဖက်ဟိုဘက်ဘေးရောဒီဘက်ဘေးရောမှာအပင်လေးစိုက်လို့ရအောင်လို့အိမ်စီကို plant box လေးထားပေးထားတယ်အိမ်ရှိစိတ်တိုင်းကျစိုက်ပြလို့ရတယ်အဲ့ဒါပြင်ကိုမှအိမ်ကိုပို့ပြီးတော့မြင့်သွားအောင်လို့အိမ်စီကိုဒီလှေကားလေးနဲ့ထပ်ပြီးတော့မြင့်ပေးထားတာကိုတွေ့ရတယ်โอเคဒီအိမ်အဝင်ပုံစံလေးရလဲလေတကယ်ကိုအေးချမ်းလေးနဲ့ချစ်စရာလေးအိမ်စီရွှေလာငွေလာလေးနဲ့သူစင်ဝင်လေးမှာဒီဇိုင်းလေးဖော်ပြီးတော့အလှဆင်ပေးထားတယ်ဒီမှာဆိုရင်လည်းပတင်းပေါက်လေးနဲ့မီးပွင့်လေးနဲ့ပြီးတော့အိမ်ရှိအယောင်လေးကတုံးထားတဲ့အယောင်လေးကခဲအောင်နုနုလေးနဲ့အဖြူအောင်လေးနဲ့ကိုဆက်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့တစ်ထက်အိမ်တင်းလေးနဲ့အေးချမ်းလေးဖြစ်နေအောင်အိမ်စီတွေ့ရတယ်ပေါ့နော်တော်တော်လေးလှတယ်ပြီးတော့လေထူးဆန်းတာကကြတော့အင်စီကိုပုံမှန်ဆိုလို့ရှိရင်အိမ်ရှိစင်ဝင်မှာဒီလိုမျိုးspace ခြံကြတာရှားတယ်ပေါ့ဒီမှာတက် space လေးထားပြီးတော့ထိုင်လို့လည်းရတယ်ခလေးလေးရှိမယ်ဆိုရင်လည်းဆော့လို့ရတယ်လူကြီးတွေရှိမယ်ဆိုရင်လည်းဒီရှိမှာအေးစစ်စစ်လေးလင်ညှက်ခံပြီးတော့ထိုင်လို့ရတဲ့ပုံစံလေးထားပေးထားတယ်ဆိုတော့ဒါလေးကဒီအိမ်ရှိလေးရဲ့ design လေးအရင်ချစ်ဖို့ကောင်းတယ်ဆိုတော့အထက်မှာရောဘယ်လိုမျိုးလေးရှိလဲဆိုတာအရင်နဲ့တူတစ်ချက်တော့ကြည့်ရအောင်လိုက်ခဲ့ပြီးအောင်နော်ကဲအိမ်စီအိမ်လေးရဲ့အထဲထဲကိုတော့ရောက်ပြီဆိုတော့ဝင်ချင်းမှာလေသူက main တကားကိုအိမ်စီကျွန်းတကားတုံးထားရတယ်ပြီးတော့နောက်တစ်ခုက lock လေးကလည်း smart lock လေးတုံးထားတာကိုတွေ့ရတယ်ဒီ smart lock ကလေအိမ်အတွက်ကလုံးဝ safety ဖြစ်တယ် passcode နဲ့သွားတာဆိုတော့လေဆိုတော့ဒါကအဝင်ဝလေးရှိမယ်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင်ကြတော့ဖះเจ้าဆောင်အတွက် space လေးကိုတီးတန့်လေးထားပေးထားတယ်အိမ်ဦးခန်းမှာပေါ့နော်သူလောက်ထားတဲ့ဖះเจ้าဆောင် design လေးကလည်းလှတယ်တက်ပယ်တယ်တော်တော်တက်ပယ်ဆိုတော့ဒီဟာဖះเจ้าဆောင် space ရှိမယ်ပေါ့ဒီနားမှာဆိုတော့ထပ်ဝင်လာလိုက်မယ်ဆိုလို့ရှိရင်အိမ်စီဒီဟာက living room ကြီးရှိမယ် living room space ကလည်းတော်တော်လေးကျယ်တယ်ဒီတစ်လျှောက်လုံးကဒါ living room ဆိုတော့ sofa set တွေလည်းအေးအေးဆေးဆေးကြဲဝန်းထားလို့ရတယ်အဲ့ဒီပြင်မှာဒီမှာအများကြီး space ကျယ်သေးတယ်ပေါ့ပြီးတော့သူကဒီအောက်ကျန်းခစ်မှာဆိုရင်အစီကိုကျွန်းပါကီကိုအပြည့်ခင်းပေးထားတာအပြည့်ခင်းပေးထားတယ်ကျွန်းပါကီအယောင်ကလည်းအိမ်ရဲ့တင်းလေးနဲ့လိုက်တယ်ဝါလေးနဲ့ထက်ထယ်လေးဖြစ်နေတာပေါ့အဲ့အပြင်ကမှအစီကိုစီလင်မှာဆိုလို့ရှိရင်စီလင်ဒီဇိုင်းလေးကိုရိုးရှင်းလေးပဲအစီမီးပွင့်များလေးရယ်ဒီအလယ်မှာဆိုလို့ရှိရင်ဒီဇိုင်းလေးဖော်ပြီးတော့မီးဆိုင်လေးနဲ့ဒါလေးပဲလုပ်ထားအဲ့ဆိုတာမန် simple ဆန်ဆန်နဲ့လှနေတာထက်ထယ်ဝါလေးနဲ့လှနေတာမျိုးလေးပေါ့နော်အဲ့အပြင်ကမှဒီမှာ TV စင်နောက်မှာလည်းအဲကန်လေးပို့ပြီးလှအောင်လို့အစီ eco boot လေးရယ်ရှေ့မှာ marble design လေးနဲ့ထပ်ပြီးတော့အလှဆင်ထားတာတွေ့ရတယ်ပြီးတော့လေသတိထားမိလားတော့မသိဘူးဒီနေရာလေးက lighting တော်တော်လှတယ်ဘာလို့လဲဆိုတော့ဒီရဲ့ကြောမှာကအင်ဆိုwindow ပေါ့နော်ဗနင်းပေါက်အကြီးစားကိုနှစ်ခုတောင်ဒီမှာအလင်းရောင်ဝင်အောင်လို့ထားပေးထားတာဆိုတော့မီးပြတ်တာပဲဖြစ်ဖြစ်နွေရာသီပဲဖြစ်ဖြစ်ဗနင်းပေါက်ဖွင့်ထားရင်တော့မှပဲလင်းဝင်လေးထွက်ကောင်းတယ်အလင်းရောင်လေးရတယ်ဆိုတော့ဒါက living room space ရှိမယ်ဒီအိမ်လေးကတစ်ထက်သေးဆိုပေမဲ့ဒီ hall တစ်ခုလုံးမှာလေ living room space လည်းအကျယ်ကြီးရှိရယ်ပြီးတော့အိမ်စီဒီမှာတွေ့ရကအခန်းကတစ်ခန်းနှစ်ခန်းသုံးခန်းဒီဘက်မှာတစ်ခန်းဆိုတော့အခန်းကလည်း၄ခန်းတောင်ရှိရယ်ဆိုတော့အခန်းထဲမှာရောဘယ်လိုမျိုး space လေးရှိလဲဆိုတာတူတူလိုက်ကြည့်ပြအောင်နော်ဒီခန်းလေးဝင်ကြည့်ရအောင်အခန်းတကားကိုတော့ Mighty door လေးသုံးပေးထားတယ် Mighty door ကိုမှအထူသားပေါ့နော် safety အတွက်အရန်ကောင်းတယ်ဆိုတော့ဝင်ချင်းခန်းလေးကတော့ဒါက single room ဖြစ်မယ် single room ဆိုပေမဲ့လေသူ single room အနေထားက2ယောက်လောက်တော့အေးစစ်စစ်နေလို့ရတယ်စနေပေါ့နော်အပြင်မှာလိုပဲကြိုးပါကိခင်းထားတယ်ပေါ်မှာမီးဆိုင်လေးနဲ့ရိုးရှင်းရှင်းလေးပဲလုပ်ထားတယ်ဆိုတော့ဒါကပထမဆုံးတွေ့ရတယ် single အခန်းလေးနောက်ထပ်တစ်ခန်းလေးဝင်ကြည့်ရအောင်နော်အခန်းတိုင်းကိုတော့အင်ဂျီကို Mighty door တွေပဲ
အခန်းပုံစံလေးပဲကွာသွားတာ space ကတော့ဟိုဘက်ကအခန်းလေးနဲ့တူတူပဲသူထားတဲ့ပစ္စည်းကတင်ဒီဇိုင်းဒီအပေါ်မှာမူတည်ပြီးတော့အခန်း vibe လေးတွေကကွာသွားမယ်ပေါ့ဒီဒီဇိုင်းလေးကိုတော့အင်စီကပိုကြိုက်တယ်ပေါ်မှာလည်းမီးပွင့်လေးနဲ့မီးဆိုင်လေးတစ်ခုပေါ့ဒါလေးပဲလောက်ထား simple လေးပဲဆိုတော့ဒါလေးကနောက်တစ်ခန်းထွက်သွားကြည့်ရအောင်နော် အဲ့ဒီသတိထားမိရလေခုနနှစ်ခန်းရောဒီခန်းရောအင်ဂျိုပဒင်းပေါက်လေးပါတယ်နေရာတိုင်းမှာပဒင်းပေါက်ရှိတယ်တစ်ထပ်အိမ်လေးလည်းဖြစ်တဲ့အပြင်ကိုမှသူအင်ဂျီခုနအပြင်မှာပြခဲ့တယ်လို့ပဲခြံစည်းရိုးကလည်းအရန်အမြင့်မဟုတ်တဲ့ခါကျတော့ဘေးကနေပြီးတော့လေအရန်ဝင်တယ်အဲကုန်းမဖွင့်မဲနဲ့ဒီတိုင်းပဒင်းပေါက်ဖွင့်ထားရင်တော့မှပဲအေးစစ်နေလို့ရတယ်ဆိုတော့ဒါလေးလည်းနောက်ထပ် single ခန်းတစ်ခန်းပေါ့အဲကုန်းလေးလည်းပါတယ်မီးဆိုင်လေးလည်းပါတယ်တပုံစံနဲ့ပဲဆိုတော့အင်ဂျီကိုညနေချင်းဆိုင်မှာနောက်ထပ်တစ်ခန်းရှိမယ်ပေါ့နော်ဒီခန်းလေးကကြတော့အင်ဂျီခုနက3ခန်းနဲ့စာလို့ရှိရင်တော့ဒါလေးက space နည်းနည်းပိုသေးတယ်အင်ဂျီထင်တော့ခလေးလေးနေဖို့ဖြစ်မလားပဲပစ္စည်းလေးတွေကလည်းတေးသေးလေးကတင်လေးကလည်းချစ်စရာလေးတေးသေးလေးထားထားတယ်ဆိုတော့ဒါလေးလည်း single room ပဲပေါ့နော်ဆိုတော့အိမ်ရှိခန်းမှာဆိုလို့ရှိရင်အင်ဂျီကို living room ဖျားကျောင်းဆောင်ပြီးတော့ single room ၄ခန်းဆိုတော့အနောက်မှာက kitchen အကြီးရှိသေးတယ်အင်ဂျီနဲ့တူ kitchen သွားကြည့်ရအောင် kitchen ရဲ့အဝင်ဝတကားကိုတော့အင်ဂျီ aluminium slide door လေးသုံးမိထားတယ်အရန်လာတယ်ရော kitchen design လေးอ่ะသူကလေအပြားနဲ့မတူဘဲနဲ့ kitchen ထဲမှာကကြတော့ကြွေပြားတွေပဲအပြည့်ခင်းထားတာဒီမှာဆိုရင်လည်းနေရံမှာလည်းကြွေပြားတွေအပြည့်ကတ်ထားတယ်ကျမ်းပြင်မှာဆိုရင်လည်းကြွေပြားတွေအပြည့်ခင်းထားတယ်ဆိုတော့ဒီဘက်မှာဆိုရင် common band WC နှစ်ခန်းတောင်ရှိတယ်ဆိုတော့အရင်ဆုံးဒီဘက်ခန်းလေးကိုချက်ဝင်ကြည့်အောင်နော် band WC ရဲ့တကားကတော့ဒါ temper man လေးပဲသုံးထားတာပေါ့စီအကျယ်ကြီးပဲ common band WC ကိုတော့မှဒီလောက် space အကျယ်ကြီးထားဖို့အတွက်သူတို့မှနေရာအများကြီးရှိရပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ဆိုတော့တက်ရှင်းလေးပဲသုံးထားတဲ့ကြွေပြားရောင်လေးရတယ်ဖြူဖြူတက်လေးဒီကျမ်းပြင်မှာရောနေရာမှာအပြည့်ကတ်အပြည့်ခင်းထားတာရေချိုးကမ်းပါမယ်အိမ်သာပါမယ်ပြီးတော့ basin လေးပါမယ်ဆိုတော့ဒါက common band WC ဆိုတော့ပုံမှန်ဆိုလို့ရှိရင်တော့လေ kitchen နေမှာက band WC တစ်ခန်းပဲထားတာဒီမှာကျတော့အိမ်စီနှစ်ခုတွေ့ရပေါ့နော်ဒါကဟိုဘက်နဲ့တပုံစံနဲ့ပဲ band WC လေးပဲအကျယ်ဝန်းလည်းတူတူပဲဒီမှာကကြတော့လေဒီအိမ်မှာကအင်ဂျို single room က၄ခန်းတောင်ရှိရဆိုတော့နှစ်ခန်းတွဲသုံးရင်တော့မှအဆင်ပြေတယ်၄ခန်းကိုတစ်ခုတည်းကြာအဆင်မပြေဘူးဆိုတော့လေနှစ်ခန်းထားပေးထားတယ် space တွေကလည်းအကျယ်ကြီးပဲဒါက kitchen မှာရှိနေတာပေါ့ kitchen လေးကလည်းသူ့နေရာနဲ့သူနေရာလေးကိုကြာနေရောပဲဒီမှာရေခဲတက်တာဒီမှာ cabinet လေးရှိမယ်ပြီးတော့အင်ဂျီကိုဒီမှာက dining spaceသူကလေ kitchen ထဲမှာဟိုမှာ dining space ပါတခါတည်းထားလို့ရအောင် dining table ထားစရာနေရာရအောင်လို့အကန့်လေးခွဲထားတာဟိုမှာဆိုရင် cabinet ပကံတွေထည့်တဲ့ဗီဒီယို dining table structure လေးကသူ့အနေနဲ့သူကြာနေတာပေါ့နော်ဆိုတော့ kitchen လေးလည်းတော်တော်လေး space ကျယ်တယ်အဲ့ဒါအပြင်ကမှအရှိခန်းမှာလိုပဲဆိုပတင်းပေါက်တွေအများကြီးထားထားရွှေမြင့်မူမင်း construction ကလေစောက်တဲ့အိမ်တွေတော်တော်များများမှာတတိထားမိလာတော့မသိဘူးပတင်းပေါက်တွေအများကြီးပါတယ်လင်းဝေလေးထွက်ကောင်းတယ် kitchen မှာကပတင်းပေါက်များတာဘာကောင်းလဲဆိုတော့အညော်တွေဘာတွေလည်းမဝင်ဘူးအညော်လုတ်တဲ့နေရာမှာလည်းအဆင်ပြေတယ်ပေါ့နော်အိမ်ထဲကိုအညော်တွေမဝင်တော့ဘူးဆိုတော့ဒါက kitchen လေးရှိမယ်ဒီဘက်မှာလေးအင်ဂျိုအပြင်ကိုထွက်တဲ့တကားလေးတစ်ခုတွေ့တယ်ဆိုတော့ဟိုဘက်အနောက်ထဲမှာလည်းနေရာလေးတွေရှိမယ်ထင်တယ်အင်ဂျင်နဲ့တူတူတစ်ချက်သွားကြည့်အောင်နော်ဝေါနေရာအကျယ်ကြီးကြံသေးရပဲဒီဘက်အနောက်မှာလည်းလေအိမ်ထဲမှာကျဲတဲ့အပြုံမှာအင်ဂျိုဒီဘက်မှာလည်းအင်ဂျီထင်ဒါ10ပေလောက်တော့ရှိအောင်မယ်ပေါ့ဒီ10ပေနေရာမှာကြတော့လေအိမ်ရှင်းစိတ်တိုင်းကြပစ္စည်းတွေထားလို့လည်းရတယ်အဝတ်လှမ်းလို့လည်းရတယ်ပြီးတော့အပင်တွေထပ်ဆိုင်ချင်လည်းစိုက်လို့ရသေးတယ်ဆိုတော့ဒါဘေးနေရာလေးပေါ့အနောက်မှာလည်းကြံသေးတယ်ဒီနောက်မှာကြတော့လေဒီအနောက်ရဲ့နေရာ space တစ်ခုလုံးကိုကြွေပြားတွေအပြည့်ကိုခင်းပေးထားတာအပြည့်ရှိမယ်ဒီဟာကြတော့အင်ဂျီကိုရေထည့်ထားတာပေါ့နော်ရေကန်အကြီးရှိမယ်ရေတုံလောင်လို့ရတယ်ဆိုဒီဘက်နောက်မှာဆိုလို့ရှိရင်လည်း store ကန်အနေနဲ့အသုံးပြုလို့ရတယ်ကွာဒီမှာဆိုရင်ပစ္စည်းအများကြီးပဲအင်ရှင်တွေထားတာအသုံးမပြုတဲ့အသုံးမလိုတဲ့ပစ္စည်းတွေကိုအနောက်မှာထားတဲ့အတွက်ကြောင့်မို့လို့အိမ်လေးကအထက်မှာရှင်းလင်းလေးနဲ့သူ့နေရာနဲ့သူလိုတဲ့ပစ္စည်းလေးတွေနဲ့ပဲဖြစ်နေတာကြည့်ရတာလှတယ်ဒီလိုမျိုးလေးထားတာလုံးဝ idea ကောင်းတယ်ဆိုတော့ဒီမှာ store ထားလို့ရမယ်ဒီဘက်မှာကကြတော့toilet လေးတစ်ခုရှိမယ် common toilet လေးပေါ့နော်ဧည့်သည်ဆောင်တယ်လာရင်ဒီမှာသုံးလို့ရတဲ့နေရာလေးဆိုတော့အိမ်စီပြောတယ်အိမ်စီစိတ်ကူးတွေကအိမ်လေးနဲ့ထပ်တူကြရဲဆိုတာဒီအိမ်နဲ့တပုံစံနဲ့ပဲဘာလို့လဲဆိုတော့အရင် heavy လည်းမဟုတ်ဘူးဒီချမ်းကြဲကြဲလေးမှာပဲတစ်ထပ်အိမ်လေးနဲ့လုံးဝ minimalist ဖြစ်တယ်ကွန်ပျူတာစုနဲ့အေးချမ်းချမ်းလေးလေကောင်းလေတန်ရရလေးနေလို့ရတာဖြစ်တဲ့အတွက်ဒီအိမ်လေးကလုံးဝအိမ်စီကြိုက် favorite ပဲဆိုတော့အိမ်စီတို့အရှိရချမ်းလေးတွေကိုတစ်ချက်ပြန်ပြီးတော့ကြည့်ရအောင်နော်ကဲအင်ဂျီဒီနေ့လိုက်ပြပေးခဲ့တဲ့အိမ်လေးကိုပြည်သက်တွေအားလုံးကြိုက်ကြလိမ့်မယ်လို့အင်ဂျီမျှော်လင့်ပါတယ်ဒီအိမ်လေးရဲ့ပုံစံလေးကကြတော့လေကိုယ့်ရဲ့မိသားစုရဲ့နဲ့အတူတူကိုချန်လေးကိုဝင်လေးထဲမှာအေးအေးချမ်းချမ်းလေးနေချင်တဲ့သူတွေအတွက်အရန်ကိုတင့်တော်တယ်ပေါ့နော်ဆိုတော့
ဒီနေ့အစီလိုက်ပြပေးခဲ့တဲ့အိမ်လေးကိုတိဆောက်ပေးထားတာကကြတော့ရှင်မြင့်မမေ construction ကနေပြီးတော့တာဝန်ယူတိဆောက်ပေးထားတာဖြစ်ပြီးတော့ကြာချိန်ပြောမယ်ဆိုလို့ရှိရင်အစီကို9လဝန်းကျင်လောက်ကြာတယ်ပေါ့နော်ဒီအိမ်လေးကိုတာဝန်ယူပြီးတော့ဆောက်လုပ်ပေးထားတဲ့ရှင်မြင့်မမေ construction ကကြတော့သူစီမှာလာပြီးတော့အနှံတဲ့ customer တွေအတွက် design ပိုင်းရော architecture ပိုင်းရော structure ပိုင်းရောဒါတွေအကုန်လုံး one stop service ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်ကြီးရဲ့မှာကိုယ့်ရဲ့စိတ်ကူးရဲ့အိမ်လေးကိုပုံဖော်ဖို့အတွက်ဆန္ဒရှိနေရဆိုလို့ရှိရင်အင်စီကိုဒီမှာပြထားတဲ့ဖုန်းနံပါတ်လေးမှာဆက်သွယ်ပြီးတော့စုံစမ်းလို့ရတယ်ဆိုတဲ့အကြောင်းလေးအင်စီကသတင်းကောင်းလေးပါပေးလိုက်ချင်ပါတယ်ရှင်။နောက်ပိုင်းမှာလည်းအင်စီကဒီလိုမျိုးအိမ်လှလှလေးအများကြီးပြပေးအောင်မှာဖြစ်တဲ့အတွက်အင်စီကို future page လေးကို like and follow လေးလုပ်ထားပေးဖို့အတွက်ပြောလိုက်ချင်ပါတယ်ရှင်။ဒီနေ့ဆုံးနေထိလိုက်ပြီးတော့ကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်တတား